ခေါင်းခဏခဏကြိုက်ပြီးတော့ခဏကိုညောင်းညာကြိုက်ခဲ့တတ်တဲ့သူတွေရှိလားတဘာဝဆေးနီးကြောပြပေးမယ်နော်ဒီစားရည်နဲ့ခြေတော့စိန်တာဖြစ်ပါတယ်ကျမလည်းလေခဏခဏခေါင်းကြိုက်တယ်အခုနောက်ပိုင်းဆိုရင်ဒီလိုရေနွေးနွေးလေးထဲမှာစားလေးထည့်ပြီးတော့ညအိတ်ခါနီးပေါ့နော်10မိနစ်15မိနစ်လောက်ခြေတော့စိန်ပြီးတော့အိတ်ပါတယ်အဲ့ဒီခါမှာအဲ့ဒီနောက်ပိုင်းဆိုဒီခေါင်းကြိုက်တာတွေပါတယ်လုံးဝမရှိတော့ဘူးဒါတဘာဝဆေးနီးဖြစ်ပါတယ်ကျမကလေသူများနိုင်ငံမှာလည်းနေတဲ့ခါကျတော့ကိုသားသမီးတွေလည်းရှိလာတဲ့ခါကျတော့မကြမ်းမာရင်မရဘူးပေါ့နော်အဲ့ဒါကြောင့်ကိုကြမ်းမာရင်အရန်ကူးဆိုင်တယ်အရန်လေ့လာတာဒီဒါလေ့လာပြီးတော့ကျမလုပ်ကြည့်တဲ့ခါမှာတကယ်ဒီခေါင်းကိုက်တာတွေခဏကိုညောင်းညာကိုက်ခဲတာတွေမရှိတော့ဘူးတပတ်ကို3ခေါက်လောက်လုပ်ဖြစ်တာပေါ့နော်ကိုအချိန်ရှိတယ်လို့ပေါ့ဒီရေချိုးပြီးတော့အဲ့လိုမျိုး10မိနစ်15မိနစ်လောက်ခြေတော့လေအဲ့လိုမျိုးစိန်ပြီးအဲ့လိုမျိုးလုပ်ဖြစ်ပါတယ်အခုနောက်ပိုင်းဆိုရင်ကျမလာပါတယ်ခေါင်းနေပါတယ်လည်းတိတ်မကြိုက်တော့ဘူးเนาะအားလုံးလုံးကြည့်မယ်ဆိုရင်ဒါအဆင်ပြေလို့ပေါ့เนาะကျမပြောပြတာဖြစ်ပါတယ်